တခါတည်းပြောမယ်နော်ဒါကြီးကိုအသားညိုတဲ့သူတွေလုံးဝဝယ်လို့မရဘူးအသားညိုတဲ့သူတွေလုံးဝအဆင်မပြေပါဘူးလက်တဲ့သူတောင်အဆင်မပြေဘူးတော်တော်ဖြူစွတ်နေမှအဆင်ပြေဟဲ့ဒီလဲ online မှာအရန် trend ဖြစ်နေလို့ငါလည်းမှားလိုက်အောင်မယ်ဆိုရဲသူတွေဒီဗီဒီယိုဆုံးဖြတ်ကြည့်ပါကောက်လေ TikTok သုံးနေနဲ့အပေါ်ဆွဲလက်ဒီဟူဒီအောက်ဆွဲလက်ဒီဟူဒီဆိုတာနဲ့မချင်းကိုတက်နေလို့အခုကောက်အဖြူအမဲ2ရောင်ရရဆိုတာတခါတည်းမှာလိုက်တယ်အဲ့ page ကပဲလိုချင်တဲ့ long push ဖက်နှက်လေးတွေ့ရနဲ့ဒလီဟာတက်အောင်ဆိုပြီးတော့3ခုလုံးကောက်မှားချလိုက်တာကွာအမကြီးအနက်ရောင်ကအဆင်ပြေမဲ့အဖြူကအဲ့လိုဖြစ်နေတာလုံးဝအသားညိုတဲ့သူတွေနဲ့လုံးဝအဆင်မပြေပါဘူးကောက်တောင်မှအသားညိုတဲ့တဲမပါဘူးကွာအပြင်မှာမြင်မှုတဲ့သူတွေဆိုသိလိမ့်မယ်ကောက်ကအသားလက်တဲ့တဲမှာဝင်းတဲ့ဘက်ကိုသွားတယ်မြန်မာအသားရည်စစ်ပေါ့နော်ဒီလေးဝယ်ဖို့စဉ်းစားနေတယ်အဖြူရောင်လဲလိုချင်တယ်ဆိုလို့ရှိရင်ကို့အသားရည်ကိုတေချာပြန်ကြည့်ပါဖြူစွတ်နေမှကိုအဆင်ပြေမှာတာနာ quality နဲ့ဈေးနှုန်းကတော့ share ကြီးပါတော်တော်ကိုတန်ပါတယ်ကောက်အရင်ဖက်နှက်တွေဈေးတက်လို့ဆိုပြီးတော့မှားနေတဲ့ TikTok အကောင့်နေပဲကောက်ဒါလေးကိုတွေ့လို့ဈေးလေးရတယ်တက်နေဆိုတော့ယုံကြီးနဲ့မှာလိုက်တာတကယ်ကြီးအသားနာလုံးဝ share ပဲဒါပေမဲ့တခုပဲနော်အသားညိုတဲ့သူတွေကအဖြူလုံးဝမမာနဲ့အနက်ကတော့လုံးဝ perfect ပဲအသားဖြူညိုတော်တော်မိုက်တယ်ကောက်ကလည်းငကိုတဲ့အနက်အောင်ကြိုက်တဲ့သူဆိုတော့ share ပဲဒါလေးဝယ်ဖို့စဉ်းစားနေဆိုလို့ရှိရင်အဲ့အမအကောင့်ကနေသွားဝယ်ပါတော်တော်လေးဈေးတက်တာပါဈေးနှုန်းကကျတော့3000ကျော်ပဲပေးရတယ်အရင်ကောက်တခြားအကောင့်တွေ page တွေမှာတွေ့နေရ9000ကျော်9000တချို့တွေဆိုကြောင်းနေပေါ့နော်ဒီမှာ3000ကျော်ဝင်းကျင်လောက်နဲ့ရတော့အရန်တန်တယ်ဗီဒီယိုထဲမှာစီရရဲ့ဖက်နှက်ကလည်းအဲ့အမစီရပဲဝယ်ထားတာအဲ့ဒါလေးဆိုလို့ရှိရင်9000ကျော်8000ဝင်းကျင်ပေါ့နော်အပြင်မှာဆိုလို့ရှိရင်9000ကျော်လောက်ပေါက်တာကတင်ဘယ်လောက်ကြလဲဆိုတာမြင်တဲ့အတိုင်းပဲမဟုတ်အများကြီးမပြောတော့ဘူးလိုချင်တဲ့သူတွေကသွားမှလို့ရအောင်အမအကောင့်လေးကို caption နဲ့ comment မှာ mention ပေးထားရယ်နော်တတာ